အရှိကိုအရှိတိုင်းပဲပြောပြသွားမယ်ကောင်းတာမကောင်းတာတော့ကိုမမှန်သွားလိုက်ရှင်းသွားတယ်အခု Vivo ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ V17FE battery ကတော့ 900 mAh ကိုသုံးပေးထားတယ် display က AMOLED 1B color 1900 nit ထိလာမယ် main camera 200 megapixel selfie camera 32 megapixel ultra wide 8 megapixel နဲ့ video ရိုက်မယ်ဆိုရင်တော့ 4K ရိုက်လို့ရမယ်တခုရှိတာစိုက်တော့ပါမလားဒါပေမဲ့ထူးခြားတာလေးကတော့နောက်မှာ ring light effect လေးပါလာမယ် refresh rate ကတော့ 120Hz နဲ့လာမယ်သူ့ရဲ့ body ကိုတော့ plastic frame နဲ့သုံးပေးထားပါတယ်performance အနေနဲ့ကတော့ Dimensity 9360 Turbo 4 nanometer နဲ့လာပါမယ်။ဈေးနှုန်းအနေနဲ့ကကျတော့20ကျော်30ဝန်းကျင်ခန့်မှန်းထားပါတယ်။ဒီဈေးနဲ့ဒီ performance နဲ့တက်လားဆိုတာတော့ comment မှာဝေဖန်ပေးတော့ကြပါအောင်။